တ
နောက်ကြီးပဲဒီပေါ်အခြေခံဥပဒေကိုပြည့်စည်ပြီးတော့ကျွန်တော်တို့တရားနာသိနိုင်တဲ့အတွက်ဒီဝါရတရားနဲ့မှာပဲနောက်ကြီးပဲဒီလိုအခြေခံဥပဒေဟာပြည့်စည်တဲ့ဒီဖြစ်တယ်လို့သိရမှာဖြစ်ပါလေအဲဒီတော့စိတ်ဓာတ်နဲ့ဥပဒေနဲ့ဒီအာဏာသိတဲ့တော့ဘယ်လိုအခြေအနေမျိုးနဲ့တော့လက်ရှိအခြေအနေမှာလက်ထောက်ကြီးပဲဒီလိုအခြေခံဥပဒေပြန်ပြောင်းတဲ့ဒီလိုမင်းကြပါခေါင်းမှာကျွန်တော်တို့ဒီနေ့ချိန်တိုင်းတော့သူတွေအတိုင်းကိုနားထောင်နေတဲ့အခါမှာဓမ္မကြီးနေနေဘာလို့ပြရလဲဆိုတော့ကျွန်တော်တို့ဒီဘယ်လိုအခြေခံဥပဒေကိုကြည့်ရလို့ဘယ်လိုအခြေခံဥပဒေကိုအားလုံးသိရဆိုတာကိုကျွန်တော်တို့သိတဲ့ဘက်ကနေပြီးတော့ကာဝယ်လို့ပြင်ရပြရတယ်။ဘယ်လိုလဲဆိုတော့တစ်ခါမှကျွန်တော်တို့ရဲ့ဒီအဲဒီဘက်ကလူတွေရောနေနေကြဘယ်လိုအခြေခံဥပဒေနဲ့တောင်းနိုင်လဲဒီတော့ပြန်ပေါ်ပေးအဲ့ဒါကြတော့လက်ရှိကတော့ဒီမဲ့ဥပဒေအတော့ပဲဒီအဲဒီအာဏာရရေးတဲ့ကိုလည်းကျွန်တော်တို့ပြန်သွားရအောင်။ဒါကြောင့်ဒီကျွန်တော်တို့ကတော့နောက်ကျတဲ့ဒီပေါ့အခြေခံဥပဒေအောက်ကိုအတိုင်းပြန်တော့လို့လာတယ်လို့ပြောမြင်တယ်။အဲဒီတော့ကျွန်တော်တို့ကနောက်ကျတဲ့ဒီပေါ့အခြေခံဥပဒေတဲ့စီနေဆိုတဲ့အကြောင်းကိုကျွန်တော်တို့ကယတိတဲ့အိုင်ဝါလေးကိုလိုရတယ်။အဲဒီဟာကိုလည်းဥပဒေမှာတော့တိုက်ဖို့လိုရတယ်။အခုလည်းဆိုတော့ကျွန်တော်တို့နောက်ဆုံးလေးဒီဘာလဲအဲဒီဘောင်းကြီးပြန်လို့တဲ့တိုင်အောင်ကျွန်တော်တို့အဲဒီအမှန်တရားတော့ရတယ်နောက်ရှိပဲဒီကိုအချိန်နဲ့ပြအောင်ကျွန်တော်တို့တိုင်းသားတွေပတ်သက်နေတာနေနေရောမှာဖြစ်တယ်အဲဒီကကျွန်တော်တို့ရဲ့ဥတည်ဆိုင်ရာမှာက2008ပဲကျော်ချိန်ကဥပဒေတက်တဲ့ရုံးနိုင်ငံ့ဘက်ကတော့ကျွန်တော်တို့ဘယ်ဒီမိုကရေစီပြောင်းပြီးပေါ်ပါရဲ့ဒါကျွန်တော်တို့ရဲ့အမှန်ကန်တယ်တော့ကျွန်တော်ဒီနေရာမှာအားလုံးရဲ့ဒီလိုဒီဟာတောင်းရှိပဲဒီလိုကျေနပ်နေတယ်တောင်းရှိပဲဒီလိုကျေနပ်နေတယ်တောင်းရှိပဲဒီလိုကျေနပ်နေတယ်အာဒီဒီကတဲ့အာဒီဒီကတဲ့တော့ဘုရားကြောင့်ပြည့်တဲ့နေရာမှာအားလုံးနဲ့ဒီလိုညာလေးတို့ရုပ်ချင်ပါတယ်ကျွန်တော်ဒီကိစ္စလေးဆိုင်ပါအဲ့ဒီကံတွေကလက်တော့ကြောင်းပါတယ်အားလုံးလက်တော့ကြောင်းဆောင်ကြပါအာနာစီယောအရင်ကတည်းကလက်တော့ကြောင်းဖြစ်ပါတယ်အဲ့တော့အားလုံးလက်တော့ဆောင်ကြပါအားလုံးဘုရားကဒီလိုနေရောလက်တော့ကြောင်းဆောင်ကြပါလက်တော့ကြောင်းဆောင်ကြပါလက်လုံးရလက်လုံးရအစီအစဉ်တွေလို့ဒီလိုနေဒီတယ်လို့လက်လုံးရမှာ practice တွေတော့ဘာလို့လဲအိတ်တာနေနေရှိတယ်လက်လုံးရအာနာရှင်ရဲ့ဇောင်းပေါက်တော့ဒီလူကြားတဲ့ဖြစ်တယ်ဘာလို့ချင်းချင်းတဲ့အခါလက်လုံးရဆောင်ပြီးတော့တဲ့အာနာလူစစ်ခွေးတောက်လို့လက်လုံးရဆောင်တာလက်ကျန်လို့ဘာမှမဖြစ်ရတာလက်တော့ကြောက်ဆောင်တာအားလုံးချင်းချင်းလက်တော့ကြောက်လက်တော့ကြောက်ဘာလို့အားလုံးဆောင်တာဒီလိုမျိုးရပါတယ်ဘာလို့ဒီရက်နေလဲဘယ်လိုလဲဘာလို့ပေါ်ပြီးသွားပြီ
好，你做好。主要我怎么把老师是吧？然后就要我转到我不是说我要让你们什么？我现在就是为了我当然，第一个知道不？上期我把老师这样当时我就说嘛，第一个，人不上人家白山人的时候，说对吧？我都这个，第一个时候，如果那个嘛，那个一个我我出去了，这样拿去我，哎，这个为什么？他有的人是这个啊，他们那个出来的什么，都说我的，里面的现在。如果是大家，你在这里面，我里面有他，然后来你现在的中国人，比很多人去了，要不那边怎么有其他人的，这样那去，怎么说分了一个啊？比大家人。我今天就是怎么样吧？因为这个话这样的是所有那个想要一些比较嘛，真正的他接啊，年轻的年轻过来，我们这个不对的，把历史把历史这个不对的也不过样的，当初把这样的所有这个也。知道了，然后然后这个好，我们这回说这个，我们这个这个想法说这个要对这种面，哎，这个啊，前面那个那个那个当时回去那个啊，还有你我还有那个啊，这个那个说的回去那个。不是这样，这样是所有人，每个所有人，都要把这个东西啊，这样是所有人，每个人，每个人，我哎，我们第二个这边那个工作的那个都在这边，哎，都不在干嘛？这个比我们现在的这个小学看一看，你看看你作为家长的人，你看。6代这个作业，俺们原来这个是，不好意思，大陆的，我的呀，罗马的，来到山上，你到西，为了那里那里高来了，有大龙那长大的，不别不别。
အားလုံးဒီမှာဒီတိုင်းဒီဘောမှာဒီမှာဒီရန်ကုန်မှာဆက်ပြီးတော့သိကြတယ်ကြောက်နေပါလေကျွန်တော်တို့ရန်ကုန်မှာတက်ချုံကြီးလို့ရတယ်ဘာသာရေးတွေကျွန်တော်တို့ပါတယ်အားလုံးကိုကြောက်တာလည်းပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ကလည်းဒီတော့မှာမတရားဘူးအားလုံးကိုမိနေတဲ့ပါမှာတိုင်းပြည်ကိုဒီဒီမှာလေတိုင်းပြည်ရဲ့ပုံပေါ်မထဘူးလိုက်ပါဘူးကြောက်ချင်လို့မျိုးနဲ့ကျွန်တော်တို့ကတိုင်းပြည်မှာလည်းဒီတိုင်းပြည်ကိုပေါ်ပေါ်ခဲ့ပြီးတိုက်ယူချက်ပြင်းပြင်းတိုက်ချက်ကြောက်ချင်တဲ့ဆိုတော့အားလုံးကိုဒီပေးနေကြပါတယ်ကျွန်တော်တို့ပြောကြည့်ရအခုချိန်ရတော့ရေအခုချိန်ကြည့်ကျွန်တော်တို့အတရားနာမည်ရှိပါဘူးကျွန်တော်တို့ဒီချိန်ရတော့ပြန်မနေပါဘူးကျွန်တော်တို့ဒီတော့အခုမှမရက်တယ်ကျွန်တော်တို့ရက်တယ်လို့ပြောပါဘူးတော့ကျွန်တော်တို့ရိုးသားဒီအစစ်တော်ကိုလောက်ဆုံးတိုင်းရတဲ့ရိုးသားပြောင်းနောက်ရိုးသားဒီစစ်တော်ကိုဝါးနေတော့ကျွန်တော်တို့အခုအဆုံးသတ်တယ်လို့ရှင်းတယ်လို့ကျွန်တော်တို့အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ရှင်းနေကြတယ်ကျွန်တော်တို့ရိုးသားပါအပိုင်းမှာစစ်တပ်ရှိပါမပြီးရတဲ့တော်လည်းကိုထားဆောင်နိုင်တယ်အားမရှိတဲ့ကြောင့်တော့ဒီပြောချိန်လုံးနဲ့ဒီကိုတည်းအားဘာမှမဖြစ်တဲ့ကြပါပါတယ်အဲ့ဒီကိုဒီကအရင်တော့လည်းဘယ်တော့မှမျက်ွယ်မပြုခဲ့ပါဘူး။ဟုတ်တယ်နော်။ဒီကနေ့ကျွန်တော်တို့လည်းမျက်ွယ်ပြုပြီးပါတော့ပါ။ဒါကြောင့်ကျွန်တော်တို့ဒီလိုမှမရှိပြီးတော့ကျွန်တော်တိုင်းလာရတာဖြစ်ပါတယ်။အရှိတဲ့ဘာမှမလုပ်ဘူး။ကျွန်တော်ရှိတဲ့ကျွန်တော်တို့ကျွန်တော်ရှိနေတာလည်းရှိပါတယ်။ဘာမှမလုပ်ဘူး။အဲ့တော့ဘယ်လိုရှိပါလဲ။ဘာလဲဆိုတော့မရောက်တယ်ကျွန်တော်တို့ဒီအစီအစဉ်ပေါ်လာတယ်အခုမှပြည့်တယ်မတိုင်းလာတယ်ညီမလေးလည်းကျတဲ့ရအောင်ရှိပါတယ်ဆောင်းပေါ်ပြန်ပြောလို့ဒီလိုဆိုတော့ပြည့်ပြည့်နေတဲ့ကြည့်ပါတယ်ဘာလဲဆိုတော့ဒီလိုကစကားဖြစ်နေတာဥပဒေကိုဆက်ဆက်ပြီးတယ်ဒီကတိုင်းမျိုးတွေပြောနေတာဒီလိုပဲပြီးတော့ကျွန်တော်လက်ရှိနေတာဒီလိုစိတ်ဓာတ်ဆက်ဆက်ပြီးတော့အလုံးမတက်တယ်မရှိပါဘူးအလုံးမဆက်ဆက်ရင်ပြမရှိပါဘူးဘာတရားကိုကျွန်တော်တို့ပြန်ပြီးသားလေလို့လို့ဒါကျွန်တော်ရှိတဲ့တိုင်းမှာဒီပေါ်မှာဒီအပြစ်မှာတိုင်းသားတယ်ဟုတ်ပြန်ပြီးတော့ပေါ့ပါကျွန်တော်တို့ဒီကနေ့ဆက်အောင်ပါနေတော့ချက်ချလာတယ်ဒါကိုဒီမိုကရေစီကိုပြောကျွန်တော်တို့အကျိုးမှာပြီးလိုက်ဒီဥက္ကဋ္ဌကြောင့်ကျွန်တော်တို့ချိန်မှာမရောက်ဘူးဟိုလည်းကျွန်တော်တို့မရောက်နေတာဖြစ်ပါတယ်ဘာကြောင့်ဒီမှာကျွန်တော်တို့ချိန်ချဖို့လုပ်ရတယ်ဒီကဒီပေါ်လာရင်ဒီမှာတော့ချက်မအောင်ရချက်ဒီအချက်ရွေးချက်လို့ကျွန်တော်တို့မရဘူးရှိမှချက်တိုင်းသားတွေလည်းဖတ်ဖတ်ပြောင်းတိုင်းမှာပေါ်တယ်ဆိုတော့ဒီကြောင့်လည်းသဘာဝပြောနေတယ်ကျွန်တော်အားလုံးကိုအပြည့်ပေးချင်ပါတယ်အားလုံးစိတ်ကြောက်တော့ရဲ့အားလုံးစိတ်ကြောက်တော့ရဲ့အားလုံးစိတ်ကြောက်တော့ရဲ့ပြတ်တယ်အားလုံးစိတ်ကြောက်တော့ရဲ့ပြတ်တယ်That's the most important thing to do. That's the most important thing to do. Tapi yang pasti kaya tu yang tu jauh ye. Tapi yang pasti kaya tu yang tu jauh ye. Yes. Kalau dia tu kemarin
ဒီကနေ့ဘုရားပါမိသားရဲ့ဒီလိုများတဲ့ကျွန်တော်တိုင်းသားလူမျိုးတွေအားလုံးကိုအခုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုင်းဝါဒီကနေ့ပြည်ရမှာပါဘူးကျွန်တော်တို့တိုင်းဝါလာစတဲ့အားလုံးရှိတဲ့ဘာလို့တာကောင်းပါပြီတော့ဒီနိုင်ငံမှာဖက်ဒရယ်ဒီမိုကရေစီပြည်တော်စုတိုင်းနဲ့ကျွန်တော်တို့တိုင်းပိုက်ပြီးနေတယ်ပါလေဘာလို့လဲဒီကနေ့ဟုတ်ကဲ့နောက်နေ့မှာကျွန်တော်တို့ရဲ့ပြည်ပွဲကိုဆက်လက်ပြီးတော့ချစ်တဲ့ပြည်မှာကျွန်တော်တို့အားလုံးရှိပါစေတယ်ကျွန်တော်တို့အားလုံးရှိပါမလို့လည်းဆိုတာကိုဆက်လက်ပြီးတော့ပေါ်တော့ပြီးတော့တက်တာပေးပါဖြစ်ပါတယ်ကျွန်တော်တို့ပုံမှန်ဝင်တဲ့တိုင်းသားတွေကိုကျေးဇူးတင်တယ်နော်ဒီကြောင့်ဆိုဒုတိယတဲ့ဒေါ်လာစစ်ကနေပြီးတော့ကျွန်တော်တို့တိုက်တွန်းအော်လို့ပြီးတော့ဖိုက်ပါပါတယ်ဟုတ်ကဲ့ဒီလေးပါတယ်အားလုံးသိကြပါတော့ကျွန်တော်ဒီနေ့ဒီစစ်အာဏာရှင်အာဏာတဲ့နဲ့တက်ချင်နေပါဆိုရင်တော့ကျွန်တော်တို့ကနေပြောတာလေးပေါ့နော်ကျွန်တော်တို့ပြောပြရရင်စစ်စစ်နဲ့ဘာလို့ပြောချင်တာကစစ်အာဏာရှင်ကဘာလို့အာဏာသိမ်းသွားတာပဲပေါ့ဒီလိုမဟုတ်ပါဘူးအာဏာသိမ်းသွားတာ20ဆိုတာနေပြီအဲ့ဒီအာဏာသိမ်းတဲ့ရှောက်လို့ဆိုရင်ကျွန်တော်တိုင်းတိုင်းနေနေတာအဲ့ဒါကျူးကျော်ပြီးနေထိုင်တယ်အဲ့ဒါလုံးဝမသိချင်တယ်ဒီမှာရှိနေရတာပတ်သက်တယ်ဒါနဲ့ဒီလိုတာဝန်ယူတာဝင်ချက်ကိုမရှိတဲ့ဒီဘူးကျိုးလို့နေတဲ့သူတွေကိုဆက်လက်ဒီဘူးကျိုးဖြစ်နေတယ်ဘာလို့မျိုးပြီးခံစားရတာကိုလက်ပဲပြထားတယ်ဒီမှာသူတွေစမတိုင်းတိုင်းသူတွေကိုပြရတဲ့ဖြစ်အောင်စင်ရတဲ့နေရာတွေအောင်တိုက်ပွဲတွေအများနဲ့ဖတ်ပြီးနေအောင်တော့အများနဲ့ဒါတော့ကျွန်တော်မြင်လို့မရပါဘူးနောက်ပြီးတော့ဒီနေ့ရှစ်ပတ်ဒီပေါ်လည်းဒီစစ်အာဏာရှင်တွေခံရအောင်ဆက်ဆုံးရှောင်လောက်ခါဖြစ်ပါတယ်ဒါတော့ကျွန်တော်ချစ်ကြဖို့လိုတယ်ဖက်တယ်ဖို့လိုတယ်ဘာလို့အားလုံးတက်စီဖို့လိုတယ်အာဏာရှင်တွေရှိနေကြတော့ကျွန်တော်တိုင်းတိုင်းတော့ဘာကြောင့်မဟုတ်ဘူးဘာလို့ဆက်နေကြတာမဟုတ်ဆိုတော့ကျွန်တော်ဘာဒီကရင်တိုင်းသားပါဒီလေဒီလိုမျိုးရှိခွင့်ရှိနေကြတော့သူများတိုင်းသားဒီလိုမျိုးတခြားဘာဒီကျင်းလို့ကျွန်တော်ခွင့်ရမှာမဟုတ်ဘူးဆိုတော့အားလုံးကတော့ဖြတ်သိမ်းဖို့လိုတယ်ကျွန်တော်ရှိခွင့်ကိုဖြတ်သိမ်းဖို့လိုတယ်တရားနဲ့ရှိခွင့်ကိုဖြတ်သိမ်းဖို့လိုတယ်တိုင်းသားတွေကမတူညီတဲ့အချက်တွေရှိလို့မျိုးတူညီတဲ့ပုံစံမျိုးချက်လို့ပြောပါတယ်နောက်ပြီးတော့ပြန်ပြန်ပြောစုစစ်အဲ့ဒါပြောစုဒီဆောင်ကိုလည်းကျွန်တော်အားလုံးဆက်ပြီးရစုရှိဖို့လိုပါတယ်ကျွန်တော်ကောင်းတယ်အားလုံးရှိတဲ့တော့မျိုးဆက်တဲ့အားလုံးစုစစ်တဲ့အဲ့ဒါပြောစုကိုဒီဆောင်ကိုအရင်ကြီးကြည့်ရတယ်နောက်ဆုံးပိုင်းနေတာမစီဒီကောင်တဲ့ဒေသနဲ့ဆက်သက်ချင်တယ်နော်အာဏာရှင်စနစ်တက်တယ်အာဏာရှင်စနစ်တက်တယ်他是关系到全球物价来源，他是财务价来源，在那里我们要自己上街，在那里我们要自己上街，搞什么都可以，I know, see what I tell you. Thank you, ma'am. ကျွန်တော်တို့ဒီတိုင်းသားကြောက်ကိုလည်းဖိတ်ခေါ်ကြပါလေဒီလိုကျွန်တော်တို့တက်ခဲ့ပြီးဖိတ်ခေါ်ပါလေဒီတိုင်းကျွန်တော်အားရရှိတယ်ကျွန်တော်တိုင်းသားချင်းဆိုတော့ကျွန်တော်တို့တိုင်းသားနဲ့တက်ကြပါခဲ့တယ်ဒီနေ့ကျွန်တော်တို့လည်းပြီးတော့မှဘုရားမင်းရဲ့ဘောတိုင်းသားတွေကိုကျွန်တော်တို့အားပေးနေတယ်တစ်ခုပြီးတော့ကျွန်တော်ဆရာနာဆိုင်နေမှာဒီဘက်ကျွန်တော်တို့ဘုရားမဝင်တဲ့တိုင်းသားတွေအားလုံးကျွန်တော်တို့ကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ပြောမယ်တောင်းတယ်ရမှာဖြစ်ပါတယ်လို့တိုင်းသားတွေကိုလည်းကျွန်တော်တို့နောက်နေ့ဒီမှာကျွန်တော်တို့လောက်ဆရာအားရှိပါလိမ့်မယ်နောက်နေ့ကကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ရဲ့ခံစားနေရတဲ့အားတွေကျွန်တော်တို့လိုလာတဲ့အားတွေကိုဆက်လက်ပြီးတော့ဖွင့်အားပေးရတဲ့အတွက်လည်းဖိတ်ပါပါတယ်အားလုံးပဲပါโอเค
တိုင်းလိုက်ရောက်တော့ကျွန်တော်တို့ဘုံလုံးကြောင်းနေတဲ့စက်တော့အဲ့ဒါရောက်သွားကျွန်တော်တို့အားကောက်လို့ပြောโอเคကျွန်တော်တို့အခုပြောပြတယ်ကျွန်တော်တို့ពេលတယ်ဟာဘာလို့လုပ်နေရလဲကျွန်တော်ပိုင်းသားတွေကိုယ်ပိုင်ပြန်လာတဲ့စီမံအုပ်ချုပ်နေရတယ်အရင်ဒီပေါင်း60 90တော့ကျွန်တော်တို့ရဲ့တိုင်းသားတွေရဲ့တရားလာတာတွေအရင်ကြီးရောက်တော့ထုတ်ယူတောင်းဆိုင်နေကြတာကျွန်တော်တို့တက်ပြီးတော့ထုတ်ယူတောင်းဆိုင်နေတာတော့ဆက်ရက်ခံလို့တို့တွေကကျွန်တော်တို့အမောင်နဲ့ပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့တိုင်းသားမှာကိုယ်ပိုင်နေနေရှိတယ်ဗျာအဲ့ဒီတွေကတစုစီကစတာရဲ့အမောင်တွေကတောက်ဝဲပါတာအဲ့ကျွန်တော်ပြောတယ်အမေကျွန်တော်တို့ပြောနေခေါ်တယ်ဒါတိုင်းသားတွေကိုခေါ်လို့ကျွန်တော်စစ်မှန်ရှိဆက်ချင်တယ်ဦးနေကြည့်ဒါပေမဲ့ကျွန်တော်တို့ငြိမ်းချမ်းစွာဆန္ဒပြနေတယ်โอเคကျွန်တော်ကတော့နိုင်လို့မရှိစတာကျွန်တော်တော်တော်ကျွန်တော်အောက်ကြည့်တယ်ကြပြလေးကိုဆက်တာရှိပါတယ်ဒါကတော့ကျွန်တော်မနေ့တော့စပြီးတာပေါ့နော်ဒါကိုကျွန်တော်ပြောပြချင်ပါတယ်โอเคဘီအာနာတေဘာလို့တိုင်တပါဟင်းစီရမယ်ဒီလိုမျိုးတဲ့ဘီဒီကစောင်းဆုံးကြည့်တော့တယ်အမေကလည်းဖြစ်တယ်ဒီကိစ္စကိုသိတယ်အမေကလည်းစက်တဲ့ခိုင်မာတဲ့ခိုင်ရတဲ့တိုင်းရင်းသားတွေပေါ်လို့ကျွန်တော်တို့ပြောနေတယ်ကျွန်တော်တို့မှာဟိုအခုတည်းကလည်းဆိုတော့ဒီကောင်ကျွန်တော်တို့သိပါပါတယ်ဆိုရှယ်မီဒီယာတွေဒီကောင်ဗီဒီယိုရှိပါတယ်ဒီကောင်ဗီဒီယိုတွေကျွန်တော်အစီအအားပေးရပါတယ်ဟိုသူတို့တော့စီရီလောက်ကိုလည်းကျွန်တော်လည်းအပိတ်လုံးမှာတယ်နော်ဒီစီရီလေးကျွန်တော်တို့လည်းကြာလာရှိတာဆက်ရှုံးဖို့ဒါမှတော့ဖြစ်နိုင်ပါတယ်ဟုတ်ကဲ့အဲ့ဒီပိတ်ကိုလည်းဒီကောင်ဗီဒီယိုလောက်ပြီးတော့ပြီးတော့အဲ့ကိုလည်းကြောက်ချင်ပါတယ်ရုံးနေကျွန်တော်ဒီကြားနေပြီးပါတယ်ဟုတ်ကဲ့ပါစစ်မှန်တဲ့စီစဉ်တဲ့စစ်မှန်တဲ့စီစဉ်တဲ့ဒီစီစဉ်ဦးတဲ့တိုင်းတိုင်းဒီစီစဉ်ဦးတဲ့တိုင်းတိုင်းโอเคဒီလိုပါတော့နိုင်ကျမတို့အကောင်လုံးပဲကျမတို့ဒီလိုမျိုးတိုက်ပွဲဝင်ရတာကိုပြင်ပန်းတယ်လို့မမြင်ပါဘူးဒီလိုလမ်းလျှောက်ရတာရက်နေရတာဒီမူရတာကျမတို့ဒီနေ့တစ်ခါအတွက်ပဲကျမတို့တော့မှာဖြစ်ပါလေဒီလိုမျိုးတာလည်းဘူးဆိုလို့ရှိရင်ကျမတို့ကအလုံးစုံရဲ့ကားကြီးဒီတော့ဒီစက်အမှန်ရှိရပါတော့ဖြစ်ပါလေဒါတော့အားလုံးကိုပြင်ပန်းတယ်လို့မယူခဲ့ချင်ပါဘူးဒါကိုဆက်လက်တိုက်ပွဲဝင်တာပါကျမအနေနဲ့ဒီနေ့မှာကျမတို့မနေ့ကနေတိုင်းလူရောများချွေးတပိတ်ဆိုပြီးတော့မှလူရောဆက်ချုပ်မျိုးနဲ့ကျမတို့ဖွဲ့ထားတဲ့တပိတ်ရှိပါလေအခုဒီရက်မှာကျမလုံးဝအရန်ကိုအားရချိန်နေတာကပါပူဝပါဝင်လာတဲ့တိုင်းသားတွေရှိပါတယ်ဘူတရားသူရဲ့ဘိတ်ဖြစ်ပါတယ်သူတို့လည်းကျမတို့နဲ့သူတက်တက်ပြီးတော့မှအတူတူပါရှိဖို့အတွက်တပိတ်မှာပါဝင်သူတို့တော့ဖိတ်ခေါ်ပါတယ်အခုကျမတို့ဒီမနေ့ကဖွဲ့စည်းထားတဲ့ဒီတိုင်းသားလူမျိုးများထွက်တဲ့တပိတ်ကနေကျမတို့ထုတ်ပြန်ချက်ရှိပါတယ်။အဲဒီထုတ်ပြန်ချက်တွေကိုအတူလေးပါပဲကျမတို့တင်းစုပြုပြီးတော့မှနားတော်ပေးပါကျမဖတ်ပြပါမယ်။တိုင်းသားလူမျိုးများထွက်တဲ့တပိတ်ကော်မတီရက်ဆွဲ2021ခုနှစ်ဖေဖော်ဝါရီလ17ရက်ဒီလိုလူတွေနှစ်ပေါင်း90ကျော်ကြာပဋိပက္ခများဒီရဲစစ်များသည်နိုင်ငံရေးပြဿနာအခြေခံဖြစ်ပြီးစစ်အာဏာသိမ်းမှုနဲ့အာဏာရှင်များ၏အကျိုးဆက်ဆိုးကျိုးများကိုတိုင်းရင်းသားပြည်သူများယနေ့တိုင်းကြုံတွေ့ခံစားနေရသည်ပါညဉ့်ညင်ကိုရဖြစ်သည်စစ်တပ်ဦးဆောင်သောအမေရိကန်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်းစဉ်သည်စစ်တပ်ကိုယ်တိုင်အာဏာသိမ်းခြင်းဖြင့်ကြာဆုံးသွားခဲ့ပြီဖြစ်သည်စစ်အာဏာသိမ်းဖြစ်စေ၏အဆိုးဆုံးရလဒ်များကိုတိုက်ရိုက်ခံစားနေရသည်ပါကျွန်တော်တို့ပြည်သူများပဲဖြစ်ပြီးဒီအချက်အခဲကို
တွန်းလှန်တော်လွှားရမည်လူများကလည်းကျွန်တော်တို့ကိုယ်တိုင်စစ်တပ်ပြုသမျှလူကြရမည်ဟူသောနိုင်ငံရေးကျွေးခေါ်နဲ့စစ်တပ်တောင်းဆိုသမျှတစ်ဖက်သက်အဆောက်ပေးနေရသည့်စစ်တပ်ပြည်တိုင်းလမ်းစဉ်တို့ကိုအလုံးစုံစုပယ်ပြီးတာဝန်သောနိုင်ငံရေးဥဆောင်မှုတွေနဲ့ကိုစုပေါင်းအောင်မှုတွေပေါ်လာရမည်ဖြစ်ပြီးတိုင်းရင်းသားလူငယ်များစုပေါင်းဆွေးနွေးဆုံးဖြတ်ချက်များအရကျွန်တော်တို့အားလုံးဆောင်ရွက်ရတဲ့လုပ်ငန်းတွေမှာအောက်ပါတိုင်းအာဏာရှင်စနစ်ဖြစ်တဲ့အာဏာရှင်စနစ်ဖြစ်တဲ့
ကြောင့်ဒီအကတော့ပါဒါပြီးတော့အစိုးရမျိုးတွေကတော့ဒါရောက်တော့မှာတော့လေကျွန်တော်တို့ဘောပေါ်ကနေအခြားသောအချင်းချင်းဒီလိုများနေတယ်လေဒါတော့ဒီလိုရဲ့ဒီလိုရဲ့အစုဖွဲ့လိုက်ဒီလိုနဲ့ကျွန်တော်တို့ဒါကဘောတော့ဘယ်နဲ့ပြတာလဲဖြစ်ပါတယ်ဒါတော့ကတ်တဲ့သက်သာမှာကျွန်တော်တို့ရဲ့တော်လေးဒီလိုတော့ပြည်ရမှာကိုကျွန်တော်တို့ဆက်လက်ပြီးတော့ပေါ်လာပြီးတော့ဆက်ကြတာလည်းဖြစ်ပါတယ်အားလုံးကိုပြန်ကြည့်ပြပါတယ်ဒီလိုသားချင်းလေးအားဖြင့်ကျွန်တော်တို့ဒီလိုသားချင်းအားဖြင့်ဒီနေ့ဒီလိုကိုတော့တိုင်းကိုအားလုံးကိုပြရရတယ်ပြန်ကြပါမယ်အားလုံးလည်းကျွန်တော်တို့ဒီနေရာနေပြီးတော့ဒီညစွာလေးဒီကတော့ပါတယ်ကျွန်တော်တို့ရဲ့အရင်ဒီဟိုလိုတစုပြီးရဲဘာကြောင့်ကျွန်တော်ဒီညနေပြီးတော့ကျွန်တော်တို့ဒီစီနေပြီးတော့ပါတယ်အဲ့တော့ဒီစီနေပြီးတော့ဒီနေ့ဆက်လက်ကြည့်ကြလေးပါပါတယ်ဟုတ်